မျိုးသမီးကကုမ္ပဏီရဲ့ CEO အသစ်ဟာတကယ်တော့သူ့ခင်ပွန်းဖြစ်နေမှန်းသိလိုက်ရတယ်လူတိုင်းက CEO ကိုနှုတ်ဆက်ဖို့ရှေ့တိုးသွားကြတဲ့အခါမျိုးသမီးကတော့သူ့ရဲ့ရှားဆောင်ပင်လေးကိုပဲကလိနေခဲ့တယ်မန်နေဂျာကသူမဟာလက်ထောက်အသစ်ဖြစ်ကြောင်းအမြင်ပြောလိုက်ပြီးဒါကြောင့်နှုတ်မဆက်မိတာဖြစ်တယ်လို့ဆိုတယ်အဲ့ဒီအချိန်မှာလုပ်ဖော်ကိုင်ဘက်မျိုးသမီးတစ်ယောက်က CEO ရဲ့အာရုံစိုက်မှုကိုရဖို့စူးစမ်းတဲ့အနေနဲ့တမင်တကာရှေ့တိုးပြီးသူ့ကိုနှုတ်ဆက်ဖို့လုပ်ခဲ့ပေမဲ့ CEO ကသူမရဲ့လက်ကိုတွန်းဖယ်ပြီးထွက်သွားခဲ့တယ်မျိုးသမီးရဲ့တငယ်ချင်းကောင်းကသူ့ကိုပြောလိုက်တာကခုနကချင်းကပ်သွားတဲ့လုပ်ဖော်ကိုင်ဘက်ဟာ CEO ရဲ့ဇနီးဖြစ်တယ်ဆိုတဲ့ကောလာဟလတစ်ခုရှိနေတယ်တဲ့မျိုးသမီးကချက်ချင်းပဲပြန်ပြောလိုက်တယ်ငါကမှ CEO ရဲ့ဇနီးလို့ဒါပေမဲ့မန်နေဂျာကသူ့ကိုအထိပ္ပယ်မရှိတာမပြောဖို့စူပူလိုက်တယ်အစည်းအဝေးစတင်တဲ့အခါအဲ့ဒီလုပ်ဖော်ကိုင်ဘက်မျိုးသမီးကသူ့ရဲ့ဒီဇိုင်းဆိုပြုချက်ကိုစတင်တင်ပြခဲ့တယ်ရှိနေတဲ့လူတိုင်းကသူ့ကိုတယောက်ပြီးတယောက်လက်ခုပ်တီးအားပေးကြပေမဲ့မျိုးသမီးရဲ့မျက်နှာမှာတော့အထင်သေးတဲ့အမူအရာပေါ်နေခဲ့တယ်လုပ်ဖော်ကိုင်ဘက်မျိုးသမီးကဘာလို့လက်ခုပ်မတီးတာလဲလို့သူ့ကိုမေးလိုက်တယ်မျိုးသမီးကဓာတ်ရိုက်ပဲမေးခွန်းထုတ်လိုက်တယ်နင်ကငါဒီဇိုင်းလက်ရာကိုခိုးထားတာလေငါကနင့်အတွက်ဘာလို့လက်ခုပ်တီးရမှာလဲလူတိုင်းကအဲ့ဒီလုပ်ဖော်ကိုင်ဘက်ကို CEO ရဲ့ဇနီးလို့ထင်နေကြတဲ့အတွက်မန်နေဂျာကမျိုးသမီးကိုအသေးဖြစ်တယ်လို့ချက်ချင်းဆွဆွဲလိုက်ပြီးလုပ်ဖော်ကိုင်ဘက်ကိုစော်ကားတယ်လို့ပြောတဲ့ဒီဇိုင်းဆိုပြုချက်ကကိုပိုင်ဖြစ်ကြောင်းသက်သေပြဖို့မျိုးသမီးကဒီဇိုင်းပုံရဲ့အသေးစိတ်ကိုချက်ပြလိုက်ရာသူ့လက်မှတ်ကိုအဲ့ဒီပေါ်မှာရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ်မျိုးသမီးရဲ့တငယ်ချင်းကောင်းကလုပ်ဖော်ကိုင်ဘက်မျိုးသမီးကိုတခိုးမလို့ချက်ချင်းလှောင်ပြောင်လိုက်တယ်လုပ်ဖော်ကိုင်ဘက်မျိုးသမီးကအရန်ကိုဒေါသထွက်သွားတယ်သူမကကိုဟာ CEO ရဲ့ဇနီးဖြစ်ကြောင်းနဲ့မျိုးသမီးရဲ့ဒီဇိုင်းကိုတုံးတာဟာသူ့ကိုတန်ဖိုးထားကြောင်းပြတာလို့ပြောခဲ့တယ်ပြီးတော့မျိုးသမီးကိုချင်းချောက်လိုက်တယ်ငါယောက်ျားကိုနင့်ကိုအလုပ်ထုတ်ခိုင်းလိုက်လို့ရတယ်ဆိုတာယုံလားဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲမျိုးသမီးကသူ့မက်ရဲ့သပင်ကိုဆွဲထုတ်ကပါးကိုပြင်းပြင်းထန်ထန်ရိုက်ချလိုက်တယ်အဲ့ဒီနောက်မျိုးသမီးကလုပ်ဖော်ကိုင်ဘက်ကိုသူများအိမ်အောင်ရေးဝင်ရှုပ်တယ်အိမ်ဖြိုးမ home wrecker လို့လူသိရှင်ကြားအော်ဟစ်လိုက်ရာလုပ်ဖော်ကိုင်ဘက်မျိုးသမီးကချက်ချင်းပဲအဆက်ကွဲသွားတော့တယ်အဲ့ဒီအချိန်မှာပဲ CEO ရောက်လာပြီးမန်နေဂျာကိုခုနကဘာဖြစ်ခဲ့လဲဆိုတာရှင်းပြခိုင်းတယ်ဒါပေမဲ့မန်နေဂျာကပြောလိုက်တာမျိုးသမီးကလုပ်ဖော်ကိုင်ဘက်ရဲ့ဒီဇိုင်းဆိုပြုချက်ကိုခိုးယူခဲ့ပြီးသူမကိုယ်တောင်ထိခိုက်အောင်လုပ်ခဲ့တယ်လို့ပြောတယ်သူက CEO ကိုမျိုးသမီးကိုအလုပ်ထုတ်ဖို့အကြံပေးခဲ့တယ်သူ့အပေါ်ဆွဆွဲတာကိုလက်မခံပဲမန်နေဂျာနဲ့လုပ်ဖော်ကိုင်ဘက်တို့ရဲ့ညစ်ပတ်တဲ့လုပ်ရက်တွေအားလုံးကိုချက်ချင်းဖွင့်ချလိုက်တယ်မန်နေဂျာကသူ့ကိုအရင်ကနှောက်ယှက်ခဲ့ဘူးကြောင်းလည်းပြောခဲ့တယ် CEO ကဒါကိုကြားပြီးအရန်ဒေါသထွက်သွားကမန်နေဂျာကိုဓာတ်ရိုက်ကန်ကြောက်ပြီးသူ့ကိုအလုပ်ထုတ်ဖို့အမိန့်ပေးလိုက်တယ်မန်နေဂျာကသူ့ဘေးကလုပ်ဖော်ကိုင်ဘက်မျိုးသမီးကိုချက်ချင်းလှည့်ပြီးအကူအညီတောင်းတယ်ခင်ဗျားက CEO ရဲ့ဇနီးဆိုကျုပ်ကိုကူညီပါဦးဗျဒါနဲ့မျိုးသမီးက CEO ကိုမေးလိုက်တယ်သူမကရှင်းမိမလား